ပါရှင်ဘာလေးပေးမလဲဆိုတော့အတန်ဆုံးလေးပေးဘာကြောင့်တန်လဲချီတော့မို့လို့တန်ဘာဖြစ်လို့ထက်တန်လဲဇာရာမို့လို့ပို့တန်တာပါရှင်နော်ဇာရာတစ်စိတ်ကလည်းချီထိုးအချစ်ထိုးနဲ့သွားထားပါတယ်ရေခဲမုံလေးကလည်းချီထိုးလေးနဲ့သွားထားပါတယ်ကိုတစ်စိတ်ချွေးကအသားတစ်စိတ်ချုပ်ရိုးချုပ်သားအရန်မိုက်ပါတယ်ရှင်နော်ပြီးတော့ကခြေသားစစ်တာဖြစ်တဲ့အတွက်အခုလိုမျိုးမိုးမကူးຫນွေမကူးလေးဂျားဆက်ကြားလေးလည်းဝှက်လို့ရတယ်စောင်းတွင်းရောက်ရင်လည်းဝှက်လို့ရတယ်ຫນွေကြရင်လည်းခြေလည်းဝှက်လို့ရပါတယ်ပြီးတော့သူကလေဝှက်လိုက်ရင်လက်နည်းနည်းလေးကြတယ်အရန်ကြီးတရောင်းအောက်ကြတဲ့ site တော့မဟုတ်ဘူးဒီလိုအခုဝှက်ထားတဲ့လက်ထက်နည်းနည်းလေးတော့ပိုကြတယ်နော် one t-shirt ကိုခြေသားဖြစ်ပါတယ် site ကလေးတွေတော့ပါမယ်ဒါပေမဲ့ပစ္စည်း quality အရန်ကောင်းပါတယ်နော်ဒီမှာဒီဒါဆိုလုံးဝဂိမ်းဆုံးအကြီးဆုံး80လို့ဒါတော့အကြီးဆုံးပဲ80ပဲရှိတယ်ပစ္စည်း quality အရန်ကောင်းလို့ပါကိုမမတွေအားလုံးပဲဟောဒီကရေခဲမို့ချီလို့ t-shirt စားရတဲ့စိတ်ကလေးကိုမြင်လေးတော့မှားထားပေးပါကာလာရောင်တွဲတွေလည်းအရန်ပါတော့ရှုပ်တယ်နော်ခြေသားလေးစစ်တယ်ကာလာလေးတွေလည်းကောင်းတာဆိုတော့ကလူငယ်အမျိုးသမီးပဲဝယ်တက်လက်ပိုင်းအမျိုးသမီးတွေပဲဝယ်အဆင်ပြေပါတယ်ရှင်နော်ခြေသားလေးဖြစ်တဲ့အတွက်ခရီးတွေပါတယ်ပဲသွားအိမ်မနေပဲဝယ်အလုပ်သွားအလုပ်ပြင်နော်အေးဆေးဝယ်လို့ရတဲ့အပြင်ကိုရောင်းသမားတွေအတွက်လည်းမြင်တဲ့ဘန်းလာတော့ package တွေအများကောင်းတဲ့ဇာရာနဲ့ fresh ငားတွေကနေတော့စတဲ့မှာယူအားပေးလို့ရရှင်ဟောဒီကရေခဲမုတ် t-shirt အမိုက်စား export လေးဖြစ်ပါတယ်ရှင်ခြေသားလေးစစ်တာမို့လို့မြင်လေးတော့မှာချပေးပါ quality အရန်ကောင်းလို့ပါရှင်ငားတယ်တော့ယူပေးပါရှင် site တော့ပါပါလိမ့်မယ်ရှင်